လဲရနေပြီဟိုးမှာလိုက်ခဲ့ဝိုင်းဆုံးဓာရီလို့ရတာတော့ဒါထုတ်လို့ရချောင်းကြီးဖြစ်သွားတာ တာဗီဒီယိုကောရဘာမှမနှိမ့်ရတော့လားဟုတ်လားရတာ ရတယ်အဲ့လိုဆိုရိုက်ထားတယ်လေ တော်ကျန်းနော်မေးဘူးမှာကွာဘာမှမလုပ်ဘူး ကောင်းလေးနောက်ဒီနေ့ကြည့်လိုက်ကြတော့တော့ဘာတဘာဝဆောင်းတယ်ကြောက်ကြမကောင်းဘူးတော့ပြီး မန်လေးထဲမှာတော့ဘယ်လိုနေလဲမသိဘူးပဲမတို့ဆိုင်ကတော့တော်တော်ကိုအချင်းကြီးစိုးပြီးတော့ ကလာလာဟာလောက်ပြမှာတောက်ရတာနောက်ဆက်ကုန်ကြီးသွားတယ်ခိုင်းတော့ရတယ်ချိုးတယ်မြန်လာကွာမြန်လာအောင်ကဲကြည့်လို့ရကောင်းလေးကြည့်လို့ရဒီကအင်္ဂလိပ်လို28ရက်3လပိုင်းအောက်ထဲမှာမြေကြီးထားတဲ့အချိန်နဲ့